တို့မိသားစုလေးအားလုံးပဲမင်္ဂလာပါရှင်။မင်းခုပြပြပေးတော့မှာကတော့မင်းတို့ရဲ့မီနီပေါ်ဟုတ်တဲ့ဘောတလေးတစ်ခုအကြောင်းပြသပေးသွားမှာပါရှင်။အမှဆိုလို့ရှိရင်မင်းတို့ကဘောလေးရဲ့နာမည်ကတော့ Super Mighty Alpha လေးဖြစ်ပါတယ်ရှင်။မင်းတို့က Super Mighty Alpha ဘောလေးကိုစားတော့မယ်ဆိုရင် Star ကိုနှိပ်ပါမယ်။အမှဆိုလို့ရှိရင်မင်းတို့ကစားမိတယ်မဟုတ်ချိုးဖုန်းလေးမှာဆိုလို့ရှိရင်တော့ play လို့ပေါ်ပါလိမ့်မယ်။နှိပ်ကြည့်လိုက်မယ်နော်။အဲ့ဒီမှာဆိုလို့ရှိရင်မင်းတို့ကကီးနဲ့လည်းလော့ရင်ဝင်လို့ရတယ်လို့ဖုန်းနံပါတ်နဲ့လော့ရင်လည်းဝင်လို့ရပါတယ်ရှင်။ကီးနဲ့လော့ရင်ဝင်မယ်ဆိုလို့ရှိရင်တော့မင်းတို့က FB တစ်ခုကနေပြီးတော့copy key လေးကို copy လေးကူးပြီးတော့ထည့်လိုက်ရုံပဲပေါ့နော်။ဖုန်းနံပါတ်နဲ့လော့ရင်ဝင်မယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်လေးပဲထည့်လိုက်ပါမယ်။အဲ့ဒါဆိုမင်းတို့ကို OTP တစ်ခုပို့ပေးပါလိမ့်မယ်ရှင်။အမှဆိုရင်ကြားလာတဲ့ OTP လေးကိုမင်းတို့ကထည့်ပေးလိုက်ရုံပဲနော်။ဘာမှတော့ခက်ခဲမရှိပါဘူးရှင်။မင်းတို့ကဂိမ်းချဆော့ရမယ်ဆိုလို့ရှိရင်မင်းတို့က game flow လေးပေါ်တဲ့အထိကိုစောင့်ပြီးမှဆော့ပေးဖို့အကြံပေးချင်ပါတယ်။ဘာလို့ဆိုရင်မင်းတို့က game flow မပေါ်ဘဲနဲ့ဆိုရင်ဂိမ်းကဆော့ရတာလည်းရပ်တာလည်းဖြစ်နိုင်တယ်လို့ကြာလည်းဖြစ်နိုင်ပါတယ်ရှင်။ပြီးလို့ရှိရင်မင်းတို့ကမူချီညာလေးလက်ထပ်ပေးထားရင်တော့ hero move, war move, normal move နဲ့ quest move ကအဲ့ဒီထဲမှာမင်းကတော့ quest move လေးကိုမသုံးဖို့အကြံပေးချင်ပါတယ်။ဘာလို့ဆိုရင်မင်းတို့ရဲ့ quest move လေးမှာဆိုရင် MB ကရတာတော့များပဲဒါပေမဲ့မင်းတို့ရဲ့ဖုန်းလေးကိုလုံးဝပေါင်းပေးပါဦးရလည်းမရတာပါဒါပေမဲ့မင်းတို့လက်ရှိရဲ့အသေးတွေတော့ကုန်သွားမှာပါအဲ့အတွက်မင်းက quest move လေးကိုမစောဘူးတတိပေးချင်ပါတယ်ရှင်ပြီးရင်မင်းတို့ကအသေးနဲ့စိတ်နဲ့လဲရတွေရောစိတ်ပြီးကစားခြင်းနဲ့ရတွေရဲ့အသေးနဲ့အသေးဝင်တာတွေကိုပေါ့နော်မင်းတို့ကစီလက်တယ်လို့ပဲ super set အားတွေနဲ့လိမ့်မြတော့လို့စားထည့်ပေးထားရင်နော်အဲ့မှာဆိုမင်းတို့ကအကောင့်လေးလည်းထည့်လို့ရပါမယ်လက်ခက်ပုံးလေးလည်းချိန်လို့ရမယ်နော်။စောင်းလေးလည်းထည့်လို့ရပါတယ်။မင်းတို့ရဲ့ Super Mighty Alpha လေးကိုအသုံးပြုရဲ့မြန်မာတူဦးချင်းချင်းတိုင်းကိုလည်းမင်းတို့ကတူရဲ့ကျေးဇူးတင်ရှိပါတယ်ရှင်။မင်းတို့ကိုထောက်ပံ့ပေးရဲ့မြန်မာဒီကောလုံးကိုလည်းမင်းတို့ကကျေးဇူးတင်ပါတယ်။ကျမပြောရှင်ကြပါစေနော်။စုကြည်လည်းများကြီးပေါက်ကြပါစေရှင်။